နေတာတော့တနေ့မှာတော့မိကလေးတယောက်ရွာအနီးကတရက်ချန်ကြီးကိုကြည်ပြီးအကြံစီတဲ့ထုတ်နေပါတော့တယ်အဲ့ဒီချိန်မှာပဲမောင်နေတို့တယောက်ခလုတ်တိုက်ပြီးရောက်ချလာပါတော့တယ်မိကလေးကခြံထဲကအကြီးဆုံးတရက်တီးကြီးကိုလက်ညှိုးထိုးပြပြီးညဘက်သွားခိုးဖို့တိုင်ပင်နေပါတယ်ညရောက်တော့တရက်ချန်ကြီးကတိတ်ဆိတ်ပြီးလာရောင်အောက်မှာအရန်ကိုလှပနေပါတော့တယ်ကဲမိကလေးနဲ့မောင်နေတို့ခြံစည်းရိုးနားကိုခြေတန်းလုံလုံနဲ့ချင်းကပ်လာကြပါပြီဟောခြံစည်းရိုးကြော်ကနီးမှာမောင်နေတို့ရဲ့ပစိုးကခြံစည်းရိုးနဲ့ညှိနေပါပြီတပင်းချာလီရဲ့မိကလေးလည်းစိတ်ပြဲလက်ပြဲနဲ့အားစိုက်တန်သူ့ကိုအတင်းဆွဲချပေးရပါတော့တယ်ခြံထဲရောက်တော့လာရောင်အောက်မှာဝင်းဝင်းလက်နေတဲ့တရက်တီအကြီးကြီးကိုတွေ့လိုက်ရပါပြီထိတ်လန့်တကြားရုတ်တရက်ဂျုံပုတ်ထက်ကဆက်ဆက်ဆိုတဲ့အတန်ကြာလို့မောင်နေထိုးတယောက်လှန့်သွားပါတယ်တေချာခိလိုက်တော့မှချမ်းဆောင်ခွေကြီးအိပ်ပျော်နေတာကိုတော်တော်လေးမိကလေးကအတန်မထွက်ပဲဖြည်းဖြည်းသွားဖို့လက်ဟန်ချီဟန်နဲ့တတိပေးလိုက်ပါတယ်ဒုက္ခပါပဲမောင်နေထိုးကတစ်ကန်ချောက်ကိုခွတ်ထနဲ့တက်နေမိသွားပါပြီအဲ့ဒီချိန်မှာပဲခွေးကြီးကမျက်လုံးတစ်ဖက်ကိုဝုန်းကနေဖွင့်ကြည့်လိုက်ပါတော့တယ်မိကလေးကလည်းတမြန်ညှန်းဆင်းပြီးတစ်ကိုင်းကိုကောက်ပြီးအဝေးကိုပြစ်လိုက်ပါတယ်တော်ပါပြီရဲ့ခွေးကြီးကတစ်ကိုင်းနောက်ကိုပြေးလိုက်သွားလို့သူတို့တတ်တာရသွားပါတယ်တရက်တီးကြီးကိုခူးဖို့မောင်နေတို့ကမိကလေးကိုသူ့ပခုံးပေါ်မှတင်ပေးလိုက်ပါတယ်တရက်တီးကိုမိဖို့လက်တကိုင်းအလိုမှာရင်လီအဝှေ့မှာအင်ကြီးအဖျောက်ကြီးကတဲ့လွင့်လာပါတော့တယ်အမလေးတရဲဆိုပြီးမောင်နေတို့အော်လန်ကမိကလေးကိုလွတ်ချလိုက်ပါတော့တယ်အဲ့ဒီမှာရင်နှစ်ယောက်သားရွှွန့်ပွားအိုင်တဲ့ကိုဘွန်းကနေပြုတ်ကျသွားပါတော့တယ်အတန်တွေကျဲသွားတာကြောင့်ချန်ပိုင်ရှိဦးပါနဲ့ရွာသားတွေမီးရင်တွေကင်ပြီးထွက်လာကြပါပြီဟောမီးရောင်တွေအောင်မှာတော့ကျွန်တော်တို့ရဲ့တခိုးနှစ်ယောက်ကိုပတ်ပင်းမိသွားပါတော့တယ်ရွာသားတွေကြည့်လိုက်တော့မှတရေမဟုတ်ပဲလှမ်းထားတဲ့အင်ဂျီအဖြူကြီးဖြစ်နေတာကိုတွေ့သွားကြပါတယ်အဲ့ဒီတော့မှအဖြစ်မှန်ကိုတီးပြီးရွာသားတွေအားလုံးသဘောကျပြီးဝိုင်းရဲကြပါတော့တယ်မိကလေးနဲ့မောင်နေတိုးတို့လည်းရှက်နဲ့ကြီးမားတဲ့တရတီးကြီးအစားတရတီးစိန်တေးသေးလေးတစ်လုံးကိုကင်ပြလိုက်ရပါတော့တယ်ကဲမိကလေးနဲ့မောင်နေတိုးတို့ရဲ့တရတီးခိုးတဲ့စစ်စင်ရေးကတော့ဒီလောက်ပါပဲခင်ဗျာဒီလိုရဲရတဲ့ကာတွန်းလေးတွေကိုစက်ကြည့်ခြင်းတော့ကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လုပ်ပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်